နှစ်ဟောင်းကနေပြီးနှစ်တစ်ကိုပြောင်းတဲ့အချိန်လေးကပ်လာတဲ့အခါသမယရအားကြာကြာရကြသည့်အတွက်ကြောင့်ဘုရားဘာသာဝင်သူတော်စင်တို့ဒုံလဘယဟန်ဘဝရယူချဒီလိုဒုံလဘယဟန်ဘဝကိုရယူရတယ်ဆိုတဲ့တကယ်ကတော့ခိတ္တခဏဝတ်လို့ဒုံလဘဆိုတာမဟုတ်ဘူးအများကဒုံလဘယဟန်ဆိုတာခဏဝတ်တာဒုံလဘယဟန်လို့မှတ်ထင်ကြသို့တော့ခဏဝတ်တာတောင်ခဲရင်တယ်ဆိုလို့ရှိရင်အမြဲဝတ်ဖို့ကပို့ပြီးတော့ခဲလာတော့အလွန်ရာခဲတဲ့ယဟန်ဘဝဒုံလဘယဟန်လို့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့ပြီးလူဘဝရရှိလို့တရားတရားနဲ့ပြည့်စုံမှသာယဟန်ဘဝဆိုတာရနိုင်တယ်တရားတရားနဲ့ပြည့်စုံရုံတော်မှပဲယဟန်ဘဝရဖို့ဆိုတာလွန်ခဲရင်းနဲ့အလုံးသိကြတဲ့အတိုင်းပပ္ပစိတဘာဝဒုံလဘောယဟန်ဘဝရခဲ့တယ်လို့ဘာကြောင့်ရခဲ့သလဲလို့ဆိုလို့ရှိရင်လူဖြစ်ဖို့ကလည်းအမတမခဲရင်လူဖြစ်တဲ့အချိန်မှာသာသနာတော်နဲ့ဂျုံတွေ့ဖို့လည်းအလွန်ခဲရင်သာသနာတော်နဲ့ဂျုံတွေ့တဲ့အခါမှာတရားတရားတွေဖြစ်ပေါ်လာဖို့ဆိုတာလည်းအမတမခဲရင်အဲ့ဒီခဲရင်မှုမြောင်များစွာပေါင်းစပ်ထားမှရဟန်းဘဝဆိုတာရနိုင်လာတာဖြစ်တယ်ယဟန်ဘဝမှန်သမျှဒုံလဘယဟန်ဘဝရှိတယ်ဘုရားမြတ်စွာသာသနာတော်မြတ်ကြီးပေါ်ထွန်းလာတဲ့အခါဒီနေရာမှာသာသနာလို့ဆိုတာမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဗောဓိပက္ခိယတရား38ပါးအချုပ်အားဖြင့်မဂ္ဂင်7ပါးဓမ္မစကြာပစ္စာဒေသနာတော်ကိုဟောပြောတဲ့အချိန်မှာဒီမဂ္ဂင်7ပါးလေးနဲ့ထားလို့ကျင့်သုံးကြတဲ့ထဲမှာမဂ္ဂင်7ပါးလို့ဆိုတဲ့ဘုရားမြတ်စွာရဲ့သာသနာတော်ပထမဆုံးဝင်ခွင့်ရတဲ့ပုဂ္ဂိုလ်ရှင်ကွန်ပညာပစ္စဝဂီယဟန်လို့ခေါ်နေတော့ငကိုယ်တည်းကသာသနာပေါ်ဝင်လာတဲ့ယဟန်လို့ဒီလိုထင်ကောင်းထင်လိုက်ရသော်ဘုရားသခင်ကိုရောမြတ်ကတော့သုံးတာဘိက္ခုဆိုတဲ့စကားလုံးတော့သုံးတာတပည့်စကြာတရားဟောတဲ့အခါမှာဘိက္ခဝေဘိက္ခုဆိုတဲ့စကားလုံးတွေကိုသုံးပြုခဲ့သို့တော်ထိုခေတ်ထိုခါကာလတုန်းကအင်ယာတီတောင်လူပေါင်းကနေခွာရှောင်းလာတဲ့ပုဂ္ဂိုလ်တွေဘိက္ခုလို့လည်းခေါ်တာပဲတမနာလို့လည်းခေါ်တာဘာဖြစ်လို့လဲဆိုတော့ဘိက္ခုဆိုတာဘိက္ခာစရိယံဥပကိစ္စတိတိဘိက္ခုဘိက္ခာစရိယံအစ္စုပကတောတိဘိက္ခုလို့ဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုတဲ့အရာဆိုရင်ကိုယ်ပိုင်အိမ်ကိုယ်ပိုင်စီးပွားမရှိလို့ကိုယ်ပိုင်အိမ်ကိုယ်ပိုင်စီးပွားကိုစွန့်လွတ်ပြီးတော့စီးပွားကင်းမဲ့ရာဖြစ်တဲ့ယဟန်ဘဝခံယူလိုက်တဲ့အခါစားစရာအတွက်အိမ်စဉ်ပြည့်ပြီးတလုံးတစ်စုံရတဲ့ဆွမ်းကိုမိပြုပြီးတော့သုံးပြုရတာဒါကြောင့်မလို့ဒီကနေ့ခေတ်မှာတောင်ယဟန်ခံပြီဆိုရင်ပိဋိယလောဘဘောဇနနေတ္တယပပ္ပစ္ဆာဘုရားမြတ်စွာသာသနာတော်မှာတယ်မကဘူးထိုခေတ်ကသမဏခိုင်းသမဏအုပ်စုအားလုံးပိဋိယလောဘဘောဇနဆွမ်းခံလို့ရလာတဲ့ဆွမ်းကိုမိပြုပြီးတော့သုံးပြုကြတယ်အဲ့ဒီလိုဆွမ်းခံတာကလည်းဘိက္ခုခေါ်ပြရခြင်းအကြောင်းတစ်ခုဖြစ်တယ်အဲ့တော့မြတ်စွာဘုရားသာသနာတော်ကိုတပည့်ဆက်ကြတရားမနာရခင်ကယဟန်ဆိုတာမဟုတ်သေးဘူးတပည့်ဆက်ကြနာပြီးမှယ
ရသော်ဘုရားသာသနာတော်ပွင့်လင်းလာလို့သာသနာတော်မှာပထမဆုံးရာပြီးခွင့်ရတဲ့ပုဂ္ဂိုလ်ရှင်ကုန်တယ်အဲ့တော့သူအနေနဲ့အမတန်ရာခဲလာတဲ့ဒုံလဘရာခဲလာတဲ့ယဟန်ဘဝသူဘာကြောင့်ဝင်လာတာတော့သစ္စာဝေဒနာဓမ္မစကြာတရားကိုနာပြီးတဲ့အခါဒိဋ္ဌဓမ္မမှန်တရားဆိုတာတွေ့သွားတယ်ပတ္တဓမ္မအမှန်တရားကိုသိရှိတယ်မှန်တရားကိုရရှိဝိဒိတဓမ္မအမှန်တရားကိုသိရှိနားလည်တယ်ပရိယောဂလဓမ္မအမှန်တရားထဲမှာသက်ဝင်ယုံကြည်မှုတွေရတယ်အဲ့ဒါလို့ရလာပြီးတဲ့နောက်ဓမ္မစက္ကုလို့ဆိုတဲ့တရားဓမ္မနဲ့ပတ်သက်တဲ့မှန်ကန်တဲ့အမြင်တစ်ခုမှန်ကန်တဲ့မျက်လုံးတစ်ခုရရှိအဲ့ဒါလို့ရရှိတဲ့အခါကျတော့မှသာသနာတော်မှာယဟန်ဖြစ်ဆိုတာစတင်ခွင့်တောင်းခဲ့ဒါကြောင့်မို့ဓမ္မစကြာတရားဟောပြီးတော့ဓမ္မစက္ကုလို့ဆိုတဲ့ဓမ္မမျက်စိကိုရရှိပြီးတဲ့အခါဓမ္မမျက်လုံးပိုင်ဆိုင်ပြီးတဲ့နောက်မှာလဘေယဟံဗန္တိဘဂဝတောတန္တိကေပပ္ပစ္စံလဘေယံဥပတံပဒံဒီစကားနဲ့လျှောက်ထားတယ်မြတ်စွာဘုရားရဲ့အထံမှာတပည့်တော်ပပ္ပစ္စရှင်အဖြစ်ကိုရပါရစေဥပတံပဒလို့ခေါ်တယ်အစင်းမြင့်တဲ့ယဟန်ဘဝရပါရစေပါခွင့်တောင်းစကားနဲ့တောင်းဆိုအဲ့ဒီမှာသာသနာတော်ဝင်တဲ့အခါ ordination နှမျိုးရှိတယ်လို့ဒီလိုမှတ်ပပ္ပိစပထမဝစီတပါတိပပ္ပိစလို့ဆိုတဲ့အတိုင်းသာသနာတော်ဝင်လာစပုဂ္ဂိုလ်တွေရှေးဥစွာအနေထိုင်ကျင့်ကြံရမယ့်တရားဓမ္မနေနည်းထိုင်ပြီးစားနည်းတောက်နည်းကအစလိုက်တာကျင့်ကြံရမှာသူ့ဘဝနဲ့မတူတဲ့အချက်လေ့ကျင့်သင်ကြားတဲ့အခြေခံသင်ကြားမှုကိုရယူတဲ့အစမ်းသဘောအနေနဲ့သာသနာတော်ကိုရှေးဥစွာဝင်ရရှင်းဘဝပပ္ပိစမြတ်စွာဘုရားသာသနာတော်ပြုပြုခဲ့တဲ့အချိန်ဟာအလုံးကိုစနစ်တကျရှိတယ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သာသနာတော်ဝင်မလာမယ်ဆိုလို့ရှိရင်ဒီပပ္ပိစလို့ခေါ်တယ်ရှေးဥစွာရယူရမယ့်အဆင့်တစ်ခုဘယ်လိုနေဘယ်လိုထိုင်ဘယ်လိုကျင့်ဘယ်လိုပြောရမယ်စသဖြင့်သင်တန်းတွေကိုတက်တဲ့သဘောအနေနဲ့ပပ္ပိစဒါကြောင့်မို့ initial ordination လို့ဆိုကြရှေးဥစွာသာသနာတော်မှာအခြေခံအနေနဲ့ပထမဆုံးဝင်ရောက်တဲ့အဆင့်အဲ့တော့ရှင်ကုဏ္ဏညာတရားနာပြီးတဲ့အခါမြတ်စွာဘုရားရှိခိုးလျှောက်တဲ့အချိန်သူဝတ်လာတဲ့အဝတ်ကသာသနာတော်ရဲ့ရှင်လည်းမဟုတ်ဘူးယဟန်လည်းမဟုတ်သေးဘူးဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီရှင်ဖြစ်ကိုရပါရစေပပ္ပိစဆိုရှင်ဖြစ် initial ordination ခွင့်တောင်းအဲ့တော့ရှင်ဥစွာကျင့်သုံးဆောက်ပြီးတဲ့နောက်ဒါကပြည့်ပြည့်စုံတာမဟုတ်သေးတဲ့အတွက်ကြောင့်ပြည့်ပြည့်စုံတဲ့အဆင့်ကိုရရှိဖို့အတွက်ဥပတံပဒဥပတံပဒဆိုတာတိုးမြင့်ပြီးတော့ခုခေတ်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ယဟန်အဖြစ်ပြည့်ပြည့်စုံစုံရရှိတဲ့အနေအထားမျိုးအဲ့ဒါကို higher ordination လို့ဒီလိုပြန်ကြတယ် initial ordination နဲ့ higher ordination ဆိုပြီးတော့ရှင်းပြတယ်ယဟန်ခံတယ်ညမစကားမှာဒီလိုသုံးတာထေရဝါဒနိုင်ငံတွေမှာရှင်ပြုခြင်းဆိုတဲ့ပပ္ပိစယဟန်ခံခြင်းလို့ဆိုတဲ့ဥပတံပဒဒီနှစ်ခုကအလုံးထင်ထင်ရှားရှားကျင့်သုံးနေကြတာဖြစ်တယ်သို့တော့မဟာယာနခိုင်းမှာကြ ordination လို့ခေါ်တယ်အဆင့်ပြုလုပ်တာ၃မျိုးရှိပါတယ်ရှေးဥစွာ initial ordination လို့ဆိုတဲ့ရှင်းဖြစ်ခိုင်းရတာတစ်ခါ higher ordination လို့ခေါ်တဲ့ဘိက္ခုဘိက္ခုနီ ordination တစ်ခုအဲ့ဒီနောက်မှာတို့ကတစ်ဆင့်တိုးပြီးတော့သတ်မှတ်ထားတာရှိတယ်
အဲ့ဒီသမထက်ကဘာလို့ဆိုလို့ဘောဓိတတ္တ ordination နဲ့ဖရာအလောင်းဖြစ်ခံရတယ်ဆိုသူတို့ကအဲ့ဒါမဟာယာနရဲ့ဒီကနေ့ဖြစ်ဆုံးနေတဲ့စနစ်တစ်ခုဘေကုဘေကုနီဖြစ်ကိုရရှိပြီးနောက်မှာဘောဓိတတ္တဖြစ်ခံရတဲ့ ordination တစ်ခုဖြစ်တယ်အဲ့ဒါကို ordination တစ်ခုထပ်ဖြစ်ပြီးတော့သူတို့ကလိုက်နိုင်ခြင်းဆုံးနေတာလေအခုရှင်ကောင်းတဲ့ညာကသက်သက်သားကိုရှောက်တဲ့အခါမှာလဘေယံဝန္တိကဝတ္တောပပ္ပစ္စံလဘေယံပတ္တမနာ ordination ဆက်ရှောက်အဲ့တော့ဒီတော့ဘာသာနာတော်ကတော့မူရင်းချတဲ့ပြင်ဆင်မှုဖြစ်ဆက်ခြင်းဆိုတာမလုပ်နိုင်နဲ့မြတ်စွာဘုရားရဲ့ဟောကြားတဲ့မူရင်းတိုင်းတိုင်းနဲ့ကျင့်သုံးတော့အဲ့တော့ပပ္ပစ္စဥပပတ္တနာလို့ဆိုတဲ့ဒီအခွင့်အရေးဆိုလိုတာဒုလဘအကျဉ်းမြင့်မြတ်တဲ့ညာကကတဲ့ညာဘဝရမရစေဆိုတော့ပရမသသာမဏေတော်မှာမြတ်စွာဘုရားရဲ့ခွင့်ပြုချက်နဲ့ညာဘဝရရှိအဲ့တော့မြတ်စွာဘုရားကခွင့်ပြုလိုက်တာတော့သူ့ရဲ့ခွင့်တော်ကားကိုမြတ်စွာဘုရားဘလို့လုံးပြန်ပြောကြားတယ်အေဟိပိက္ခုဖိတ်ခေါ်လိုက်တာကဒါကယဟန်သူ့ရဲ့ဆန္ဒကငါရဲ့သာသနာတော်ရိတ်အောင်ဝင်လာတယ်သာသနာတော်ဝင်လာပြီဘာလို့မှမလဲဆိုတာကိုလည်းရသော်ဆိုတာဆက်အဲ့တော့သာသနာတော်ဝင်လာတဲ့ဆိုပြီးတဲ့နောက်မှာရသော်ဆိုတာအရေးကြီးတဲ့စကားတွေမိတ်ချတာသွားခါတော်ဓမ္မောငါဟောထားတဲ့တရားမှန်ကန်တဲ့တရားဖြစ်တယ်ဓမ္မကိုမှန်မှန်ကန်ကန်ဟောပြောဒီအချက်အမှန်တမ်းအရေးကြီးတယ်လမ်းစဉ်ကိုချမှတ်တဲ့အခါမှာမှန်မှန်ရင်းချမှတ်ထားတဲ့လမ်းစဉ်ဘယ်တော့မှကောင်းချမ်းသာတာသိမှာမဟုတ်ဘူးရည်ရွယ်ချက်တိုင်းနဲ့အောင်မြင်မှာမဟုတ်ဘူးဟောမြတ်စွာဘုရားရဲ့ကိုယ်တော်ကဒါကိုအာမခံပေးတယ်ဂရန်တီပေးတဲ့သောခါတောဓမ္မောဓမ္မကိုငါမှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်ဆိုတာယုံကြည်စိတ်ချရဖို့သက်သာတရားတော်သောခါတာဖြစ်တယ်သူအခါမမယဉ်မရှိဘူးလှုပ်တဲ့အတိုင်းဖြစ်တယ်ပြောတဲ့အတိုင်းလှုပ်တဲ့အတိုင်းဖြစ်တယ်မရှိတာမဟုတ်ဘူးရှိတာဖြစ်နိုင်တာမဟုတ်ဘူးဖြစ်နိုင်တာမဟုတ်ဘူးလက်တွေ့မကြတာမဟုတ်ဘူးလက်တွေ့ကြတာလေခေါ်တယ်အဲ့တော့ဟောထားတဲ့တရားသာသနာတော်ကိုဝင်လာလို့ရှိရင်လုံးဝကိစ္စပါလေမြတ်စွာဘုရားခါရမလိုက်စရဗြဟ္မစရိယမေဃဗြဟ္မစရိယကိုခေါ်မြတ်သောကျင့်ဒီနေရာမှာမြတ်သောကျင့်ဘာပြောရမလဲဆိုရင်ခုနကပြောမေဃကိစ္စကျင့်သာသနာ့ဝင်လာပြီဆိုရင်တမ္မဝါစာသမဂဝတ္တသမ္မာအာဇီဝခေါ်တယ်နှုတ်ကိုစီကံကြထားလောကလူတွေကနှုတ်ကိုစီကံမရှိတော့လိမ့်ဆဲတယ်တယောက်နဲ့တယောက်မတည့်အောင်လုပ်ချင်တယ်မဟုတ်တန်တရားတွေအကျိုးရှိတဲ့တရားတွေပြောရင်ပြောအဲ့ဒါလည်းပြောနှုတ်ကိုစီကံထားလိုက်တာတမ္မာဝါစာပဲဗြဟ္မစရိယဆိုတာနှုတ်ကိုစီကံထားတာခြေခံအားနှုတ်ကိုစီကံထားတာကိုယ်နဲ့လုပ်တဲ့လုပ်ငန်းတစ်ခုကိုယ်ရဲ့အမှုကိုဖြစ်ဖြစ်ရတဲ့အမှုကာယမှုတွေပဲစီကံထားတာတမ္မာကမ္မန္တမင်္ဂလာလည်းရှိရမယ်နှုတ်ကိုစီကံထားတယ်ကိုဖြစ်ဖြစ်ရတဲ့အမှုကိုစီကံထားတယ်အဲ့ဒီစီကံပေါင်းအတွင်းကတမွေးဝါကြောင့်ပြုတယ်တမ္မာအာဇီဒါကအမှန်တမ်းအခြေခံကြတယ်ကျင့်စဉ်ရသောကျင့်စဉ်ဆိုတာလောကလူတွေရေးစဉ်မှာနှုတ်ကပြောတာရဲ့ကိုယ်လေးလျောက်လုပ်တာရဲ့အသက်ရှင်ဖို့အတွက်တမွေးဝါကြောင့်လုပ်ကြတာအဲ့ဒါတွေဟာတရားဖြစ်နေဖြစ်ရမှန်ကန်တဲ့နည်းနဲ့ဖြစ်ရမယ်အဲ့ဒီနည်းတိုင်းစစ်စစ်ကြဲကြဲနေဖို့မိတ်ချက်မှာသီလအခြေခံပြီးတော့ဆက်ပါဟောတယ်
အဲ့တော့သမဗြဟ္မစရိယဉာဏ်ကျင့်ဆိုတာဒီသီလအကျင့်ကျင့်ဖို့နောက်သမာဓိအကျင့်ဆိုတာစိတ်ထဲမှာအသိပညာတွေပိတ်ဆို့ဖြစ်တတ်တယ်ကုသိုလ်တရားတွေဖြစ်ဖြစ်မရအောင်ပိတ်ဆို့တတ်တယ်နိဝရဏကာမောအာယစိတ်စိတ်ဆန္ဒတွေမုန်းတီးတဲ့ဒေါသတွေကုသိုလ်ရေးမှာစိတ်မပါတဲ့ဌိနမိတ်တာတွေစိတ်ငြိမ်းချမ်းမှုကင်းတဲ့ဩဒိစ္စဥပ္ပစာတန်တရားဖြစ်ပြီးတော့အလုံးမဖြစ်တဲ့ဝိသေကိစ္စဒီနိဝရဏတရားတွေကိုငြိမ်ဝတ်တော့အောင်တမာရီဖြစ်စဉ်ခုခုဖြစ်ဖယ်ရှားနိုင်တဲ့တမာရီဖြစ်အဲ့ဒါလိုကျင့်လိုက်တာပညာဆိုတာဖြစ်ပေါ်ပြီးတော့လာပညာဖြစ်စဉ်ဆက်လက်ပြီးကျင့်သုံးဖို့အဲ့တော့တမာရီဖြစ်စဉ်တွေမြတ်စွာဘုရားသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဒီသုံးမျိုးကိုထိသိဟောကြားပြီးပညာဖြစ်စဉ်တွေနဲ့မှန်ကန်တဲ့အတွေးရှိမှမှန်ကန်တဲ့အမြင်ရှိနိုင်တာသမ္မာသင်္ကပ္ပသမ္မာဒိဋ္ဌိအလုံးစုံပဲမဂ္ဂင်ရှိပါလားအဲ့တော့ရှင်ပညာအဲ့ဒီအချိန်မှာရှင်းရှင်းရဟန်းဖြစ်ကိုခွင့်တောင်းနေတဲ့အချိန်သူဟာသောတာပန်ဖြစ်ပြီးသားလို့အလုံးကြသို့တော့သောတာပန်ဖြစ်ရင်ဖြစ်เสียပုံမီလာလို့မကုန်ဘူးဒါကြောင့်မို့တောင်းပေးတဲ့အနေနဲ့မြတ်စွာဘုရားစရဗျမစရိယသမ္မာဒုက္ခတအန္တကိရိယာစရဗျမစရိယဓမ္မစရိယမြတ်သောအကျင့်ကိုကျင့်သုံးပါဒါပြန်မြတ်သောအကျင့်ကိုကျင့်ဆိုတာဘာအတွက်ကျင့်ရမှာလဲဒုက္ခတအန္တကိရိယာဒုက္ခကိုဆုံးသတ်ဖို့အတွက်ကျင့်ပါလို့ပြောပြအဲ့ဒီဒုက္ခကိုဆုံးသတ်ဖို့ဆိုတာလည်းဘုရားမြတ်စွာဘုရားပွင့်ထွန်းနေတဲ့အချိန်ကာလကတော့ဒုက္ခအဆုံးသတ်ရေးဆိုပြီးကျင့်စဉ်အများကြီးပေါ်ထွက်ခဲ့တယ်။ခိုးဘာသာတရားမေးလိုက်တယ်ဒုက္ခအဆုံးသတ်ဖို့ဒီဘာသာစကားဘာသာတရားမေးလိုက်တယ်ဒုက္ခအဆုံးသတ်ဖို့ဥဒိဋ္ဌိကတော့ဒုက္ခဆုံး။သို့တော်လည်းဒုက္ခအဆုံးသတ်ရေးဆိုတဲ့ကျင့်စဉ်တွေမှန်ကန်တာအမှန်မှန်အဲ့ဒါကြောင့်မှန်ကန်တဲ့ဒီလမ်းဟောဒီပြမဆက်ဆက်ကျင့်တယ်လို့ရှိတယ်။ဒါကြောင့်မြတ်စွာဘုရားတမ္မာဒုက္ခအနတ္တကိမှန်ကန်တဲ့ဒီစနစ်နဲ့ဒုက္ခအဆုံးသတ်တဲ့ဟောဒီဓမ္မစရိယကျင့်မှာအဲ့တော့သာသနာတော်ဝင်ရောက်လာတဲ့ကြည်ရွယ်ချက်တာဝန်တွေဒီမှာအတ္တမထင်ရှားသာသနာတော်ဝင်နေဆိုတာဘာအတွက်ဝင်လာလဲဒုက္ခအဆုံးသတ်ဖို့ဝင်တယ်ဘာနဲ့ဒုက္ခကိုဆုံးသတ်နိုင်တယ်လဲဓမ္မစရိယကျင့်သုံးတဲ့ဒုက္ခဆုံးသတ်ဒါရှင်ကုဋ္ဌိယသာသနာတော်ဝင်ခွင့်ရပြီဝါဘရရခြင်းလျှောက်ထားတော့မြတ်စွာဘုရားမိန့်ကြားတာတစ်ခုထို့တူပဲကျန်တဲ့တရားဝတ္တိယဟန်တွေကလည်းဒီတိုင်းပဲသာသနာတော်ဝင်ဖို့ကြိုးစားကြသူတို့သာသနာတော်ဝင်လာတယ်ဆိုတဲ့အချက်တကယ်ဓမ္မစကုလို့ခေါ်တယ်တရားနဲ့ပတ်သက်တဲ့အမြင်မျက်စိသူတို့ရှိသောတာပတိနဲ့ဆိုတဲ့သောတာပတိနဲ့သောတာပတိဖို့ဆိုတဲ့သစ္စာလေးပါးကိုသိမြင်တဲ့အမြင်မျက်စိသူတို့ဓမ္မစက္ကုဆိုတာရရှိအဲ့ဒီဓမ္မစက္ကုကဘယ်ပုံပဲနည်းနဲ့ဖြစ်ပေါ်လာတယ်ဖြစ်ပေါ်ခြင်းရံကိစိသမုဒိယဓမ္မသဗ္ဗတနိရောဓဓမ္မဓမ္မမျက်စိဖြစ်ပေါ်လာတဲ့အခါလောကကြီးမှာဖြစ်ပေါ်လာခြင်းရှိတဲ့သဘာဝတရားမှန်တယ်ပျက်စီးကုန်ဆုံးခြင်းချုပ်ခြင်းမှာပဲအဆုံးသတ်တယ်အဖြစ်တရားမှန်တယ်အပြစ်တရားနဲ့အဆုံးသတ်တယ်အဲ့တော့နိဗ္ဗာန်ကိုမြင်ပြီးဆိုတဲ့အချက်နောက်ဆုံးသင်္ခါရတရားတွေချုပ်ဆုံးတာမြင်တယ်ဖြစ်နေတာကသင်္ခါရတရားထိုဖြစ်နေတဲ့သင်္ခါရတရားတွေနောက်ဆုံးမိအဆုံးသတ်နိဗ္ဗာန်ဖြစ်ဟောအစင်းနဲ့ဓမ္မစက္ကုရရှိဒီအရင်ရုံးနဲ့ဓမ္မစက္ကုပေါ်ထွန်းလာဒီဓမ္မစက္ကုပေါ်ထွန်းလာတဲ့အခါမှာရှင်းဖြစ်ရဟန်းဖြစ်တောင်းဆိုကြတာပိဿဝဂီတွေသာသနာ့ဘာဝင်လို့ရှင်ရဟန်းဖြစ်ပြီးတဲ့နောက်ပိုင်းအားလုံးသိတဲ့အနတ္တလက္ခဏာပုဂ္ဂိုလ်နာယူရင်းနဲ့ကိရိတာအာသဝတွေကျင်းစင်အစွဲလန်းတွေတော့ပျောက်ကင်းသွားတယ်အာသဝတွေတုံဆုံးသွားတယ်ဉာဏ်ဖြစ်ဖြစ်ရောက်ရှိပါတယ်
လောကကြီးမှာမြတ်စွာဘုရားရဲ့သာသနာမြတ်စွာဘုရားစတင်ပြီးတော့ချမ်းသာဟောကြားလိုက်တဲ့ဓမ္မစရိယသာသနာတော်ကြီးမှာတပည့်ယဟန်ငါးဦးပြည့်ပြည့်စုံစုံနဲ့ပေါ်ထွန်းလာနေတယ်လို့ပြောတယ်အဲ့ဒီဓမ္မစကြာဟောတဲ့အာရဏတိဓမ္မစကြာဟောရဖြစ်တဲ့မိဂရာဝရဲ့အနည်းဖြစ်တဲ့ဓမ္မစကြာဓမ္မစကြာဟောတဲ့ဣတိပတ္တနာတော်မြန်မာပြည်မှာတော့ဣတိပတ္တနာတော်လို့အခေါ်နေပြီးမိဂရာဝခေါ်များပါတကယ်ကတော့ဣတိပတ္တနေကဒါရေးဆိုတဲ့စကားကိုကြည့်မယ်တောရဲ့နာမည်ဟာမိဂရာဝမဟုတ်ဘူးဣတိပတ္တနာဖြစ်တယ်အဲ့ဒီဣတိပတ္တနာသားနဲ့တိရစ္ဆာန်တွေကိုဘေးမဲ့ပေးထားတာဆိုတော့မိဂရာသားနဲ့တိရစ္ဆာန်တွေဘေးမဲ့ပေးတဲ့တော့ဘေးမဲ့တော့ဆိုဆိုတာဘေးမဲ့ပေးထားတဲ့ဣတိပတ္တနာတော်လို့ဆိုမှာဘာဖြစ်လို့လဲဆိုလို့ရှိရင်တခြားဘေးမဲ့တော်တွေပေးထားတဲ့တော်တွေကိုမိဂရာလို့ခေါ်တယ်ခေနေမိဂရာဘေတကလဝဏီမိဂရာဆိုတာရှိတယ်ဘေတကလတော်လည်းဘေးမဲ့ပေးထားတာခေမဆိုတဲ့တော်ဟုတ်ရတယ်ဘေးမဲ့ပေးထားတာအဲ့တော့ဣတိပတ္တနာတော်မှာမိဂရာယမိဂရာယမိဂဆိုတာခြေလေးလုံးရှိတဲ့တ attva တွေအားလုံးနောက်ဆုံးပါကောင်းတယ်မှာလည်းခြေလေးလုံးရှိတဲ့တ attva တွေကငှက်တွေအားလုံးပဲဘေးမဲ့ပေးထားတာဒီနေရာမှာနိုင်ငံခြားကဘာသာပြန်ကြားတဲ့ဆက်ဆံမိခကမင်လို့ထင်ပြီးတော့ဒီယပတ်လို့ဘာသာပြန်ကြားတကယ်တော့မပြည့်စုံတဲ့ဘာသာပြန်ကြားတစ်ခုပဲမြန်မာမှာလည်းခါခါမိခတာတမင်ပေါ်တဲ့တော်လို့ဘာသာပြန်ကြားတာရှိရှိတကယ်တော့လည်းမိခအပယတ္တမိခလို့ဒီနေရာမှာတမင်ကိုဆိုလိုတာမဟုတ်ဘူးတန်တဲ့အိဋ္ဌာန်အားလုံးဆိုဆိုအဲ့တော့တမင်ကိုမညွှန်းတဲ့အခါခြေလေးတောင်ရှိတဲ့တ attva တွေညွှန်းတဲ့အခါကြည့်မိခကာရဆိုခြေလေးမိခတမင်နဲ့ပြောတာမဟုတ်ဘူးအဲ့တော့ကြောင့်မို့လို့တကယ်ဘာသာပြန်ပြီးဆိုရင်စံဃေဝါရီလို့ပဲဘာသာပြန်တဲ့စံဃေဝါရီဆိုဒီပဲပေးထားကဲဒီပဲတော်မှာဒွဲဆက်ကြောင်ရတဲ့တော်မှာမြတ်စွာဘုရားနဲ့ပစ္ဆဝဂီတွေတင်းသုံးနေတဲ့ချက်ဘာသာတတိယရုပ်မှာအဝိဓမ္မချမ်းသာပြောရတယ်တတထေသာပြောရှိအဝိဓမ္မချမ်းသာတယ်ချမ်းသာတာသူနေတဲ့အိမ်ကိုရာဇဂုတုလတ်မိုးရရနေဖို့အိမ်ဆောင်းရရနေဖို့အိမ်ရွေရရနေဖို့အိမ်ဆိုပြီးတော့တခဏနာဆောက်တာအဲ့တော့မြတ်စွာဘုရားရဲ့ဆက်ကြောင်မိုးရရကြီးဆိုတာအလုံးကြီးတယ်အဲ့ဒီမိုးရရကြီးမှာမိုးရရကြီးစလာဆိုကြတဲ့မိုးရရမှာနေတဲ့အိမ်ပေါ်ပြောင်းပြီးတော့အဒီမောကအမျိုးသမီးတွေရှိတဲ့အဒီမောကတီဝိုင်းနေနေအစုံကသူ့ကိုဖြည့်ဖြည့်ရဘလောက်ပဲကောင်းကောင်းအာရနေတဲ့ဝိုင်းအောင်ထားပြီးမယ်အဲ့ဒါချမ်းသာတဲ့ပြည်ယတတထေသာနောက်ဆုံးမှကျတော့တညတာအာလောကပုံပြီးတော့ညစ်နေတဲ့အိပ်ပြောသွားကြအိပ်ပြောသွားရတဲ့ပြီးတော့အာလောအိပ်ပြောတိတ်ဆိတ်သွားတဲ့ချက်ချင်းတရင်းလို့ကြည့်လိုက်တဲ့သူ့ကိုသုတ်တန်နဲ့ရောက်နေတဲ့စိတ်ထဲမှာထင်တယ်ဒီလိုထင်နေတာတော့လေသူ့အတိတ်ဘဝနှလုံးသွင်းခဲ့စဉ်းစဉ်ခဲ့တဲ့ contemplation လောကကြီးရဲ့ဘာဝမှာစဉ်းစဉ်းစားခဲ့တဲ့ကုသိုလ်ကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ပေါ့အဲ့လိုစဉ်းစဉ်တဲ့အခါမှာသူ့စိတ်ထဲမှာပျော်စရာကောင်းတဲ့အိမ်ကြီးလို့ထင်တော့တယ်စိတ်ရစရာကောင်းတဲ့သုတ်တန်ပြင်ကြီးလို့ထင်လာသူ့ရဲ့အချမ်းသာရဲ့အားလုံးပါလေသုတ်တန်တဲ့ပြစ်ထန်တဲ့လောင်းပေါင်းလေးစိတ်ထဲမှာဆလာနေခြင်းစိတ်လုံးဝမရှိတော့တဲ့အတွက်ခြေရင်းလေးကောက်စီးပြီးတော့ဓာတ်ဆောင်အိမ်ကနေပြီးဆင်းသွားလိုက်မိုးမလင်းနေတယ်မြို့တကားတွေကပွင့်
မြတ်စွာဘုရားတရင်သုံးတဲ့ဘသစ္စတရားဟောတဲ့ဣတိပတ္တနာတော်လေးရောက်ပါအဲ့ဒီမှာသူ့မြင်ကွင်းပေါ်မှာမကျေနပ်လို့ညီးတွားတဲ့စကားလေးဥပတ္ထုတံဝတ္တဟောလောကကြီးအမတန်အနှိမ့်ဆက်ခံရရပါလားကာမဂုဏ်အာရုံတွေရဲ့အနှိမ့်ဆက်ငါတို့ခံရရတာပါဥပတ္တတဟောဘေးရန်ရဲ့တို့တွေညှိကြခံစားရပါလားညီးတွားတာနဲ့တူရောက်ပါမြတ်စွာဘုရားနဲ့နန္ဒသောအဲ့ဒီဣတိပတ္တနာတော်တဲ့ရောက်တော့ဘုရားကတွေ့အဲ့ဒီမှာလည်းသူကညီးတွားတဲ့စကားဆိုတယ်ဥပနိတဝတ္တဘောဥပဒတ္ထဝတ္တဘောလောကကြီးစိတ်ပြည့်ညီးဝေးတဲ့အပြောင်းပြောင်းပြောတဲ့အခါမြတ်စွာဘုရားယတဒီလာနဲ့ဟောဒီဓမ္မစရိယဆိုတဲ့သာသနာဥပတ္ထုတဆိုတဲ့နှိစ္စခံရတဲ့နေရာမှာဘူးဣဒံဥပတ္ထုနှိစ္စမှုခင်းနေကံကြီးတွေ့တာမှုဘေးရန်အာဏာရခင်းနေလို့ငါစီစီလည်းမင်းထိုင်တရားဓမ္မငါရှင်းရှင်းဟောကြားမယ်လို့မြတ်စွာဘုရားကမိန့်ကြားလိုက်တယ်သူဟာတရုတ်တည်းမြတ်စွာဘုရားကထိုင်ဘုရားတရားဟောနောက်ဆုံးမှသူလည်းပဲသစ္စာတရားတွေသိမြင်ပြီးတော့ဓမ္မစကုဆိုတဲ့တရားမျက်လုံးရရှိနန္ဒမိုးလေးတဲ့အချိန်လေးအဲ့ဒီအချိန်မှာသားရဲ့အတန်ကိုမကြားလို့မိခင်တဲ့ပုဂ္ဂိုလ်ဆွေးရမှုမှုတွေသားလေးတဲ့အိမ်ဒီမိုးရည်နေထိုင်တဲ့အိမ်ပေါ်တက်ကြည့်တယ်သူသားရှာမှုတထေးကြီးရှိဆိုပြောသားရဲ့ပြောင်းနေတယ်မရှိတော့ဘယ်ထက်မှမသိသေးဘူးဆိုတထေးကြီးကအရလည်းနဲ့မြင်းစိတ်တမန်နေလို့သူကိုယ်တိုင်ဣတိပတ္တနာတော့ပဲထွက်ရှာရတဲ့ဒီပါတွေ့တယ်ယတအစည်းဆိုတာခြေချင်းညာမိုးရတဲ့ဆိုတော့တခါတည်းမိုးလေးတွေဆွတ်ထားတဲ့ဆက်ဆောင်ရှိတယ်ဒါကြောင့်ရေပြင်းပေါ်မှာခြေချင်းညာလေးထင်တော့အဲ့ဒီတော့လိုက်သွားတယ်သူလည်းဘုရားဆင်းရောက်ပါမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမြတ်စွာဘုရားကတာအားရောက်ရုပ်တရက်တွေ့ပေးလိုက်လို့ရှိရင်ဖခင်လို့တဲ့ပုဂ္ဂိုလ်မှလည်းတရားရဖို့အနေနဲ့ဖြစ်သွားတာပဲလည်းဆက်လက်ပြီးတရားများခွင့်ရဆုံးဆုံးသွားနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားရုပ်တရက်တွေ့မပြီးသေးပဲတကုန်းနဲ့အဲ့ဒီတတိယရောက်လာတဲ့အခါတတိယကယတများကြီးတာရာတွေ့သလားများအေးဒီမှာထိုင်နေရင်လည်းဒီနားမှာပဲထိုင်နေတယ်ကတွေ့ရပါလိမ့်မယ်ဆိုဝန္တာအဲဒီတတိယနဲ့တရားဟောလိုက်တဲ့ဓမ္မစက္ကန့်ရပါမှာဆိုတာတာဘာမရောက်ပြန်တွေ့ဖခင်ကိုဟောတဲ့တရားနာရင်ယတရယဟနာဖြစ်ရောက်အဲ့ဒါယဟနာဖြစ်ရောက်တော့တာဆုံးမိသွားတဲ့အခါမြတ်စွာဘုရားရှင်းပြတယ်ယတဓမ္မစက္ကန့်ဆိုတဲ့တတ္တဝါပုဂ္ဂိုလ်ရဲ့ဓမ္မမျက်လုံးသင်ရတယ်ပြရပါဒါတည်းကသူဟာဒီတဲ့အစစ်စစ်နဲ့တရားရတဲ့မြတ်တွေရသွားတော့သူတဏ္ဍာနာအာသွားတယ်ကင်းသွားတော့ရှေးတွေကပြန်လည်ပြီးအာရုံအာရုံတွေခံစားဖို့ဖြစ်နိုင်မှုလို့တထေးကြီးကိုရှင်းပြတထေးကြီးကလည်းဓမ္မစက္ကန့်ရထားတဲ့ပုဂ္ဂိုလ်ဆိုတာဝန္တာပြီးအိမ်ကြွပါဘူးတာရရဲ့နဲ့ရသစွာကိုပြင့်ပြီးသွားအဲ့ဒီလိုတထေးကြီးလည်းပြန်သွားရောယတကရသစွာကိုရှောက်လဘေးရဗန္တိပပစ္စလဘေးရပပရှင်ကုဏ္ဏညာခွင့်တောင်းလို့လည်းလွတ်တောင်းအဲ့လိုခွင့်တောင်းနေတဲ့အချိန်မှာသူကညာညာဖြစ်တယ်သို့တော်လည်းမြတ်စွာဘုရားကကံမိတ်ကြားတဲ့စကားအေးကြီးငါသာသနာတော်တွေဝင်လာခဲ့သွားခါတော်ဓမ္မောဓမ္မကိုငါဟောတော်တာဖြစ်တယ်စရဓမ္မစတိသမတ္တအန္တခိရိယဒုက္ခဆုံးမှုမြတ်သားခြင်းချိန်မှလေး
အဲ့တော့ဒီနေရာမှာယဟန်ဖြစ်ပြီးသားပုဂ္ဂိုလ်ညောင်းချင်းကျင့်မှုလူသေးသလားလို့တချို့ကသောရဏတောင်သောနာတယ်ယဟန်ပုဂ္ဂိုလ်ဟာလည်း